အားလုံးပဲမင်္ဂလာပါဒီအပိုင်းမှာတော့ဗီဒီယိုအတင်လေးတွေကျဲတယ်ပေါ့နော်ကျမ်းမာရေးနဲ့လုပ်ငန်းလေးတွေတွားနေရတာတွေကစိတ်နေတယ်โอเคဒီနေ့တွေ့ကြုံခဲ့တဲ့တွေ့ကြုံတွေနဲ့ဗာလေးကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့မှာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အတွေးခေါ်အယူဆတွေရှိတယ်လုပ်ငန်းရှင်တွေမှာပေါ့နော်အတွေးခေါ်အယူဆတွေဆရာပေါင်းများစွာရဲ့သင်ကြားပေးတဲ့အရာတွေကွန်ဆယ်တန့်ပေါင်းများစွာရဲ့အကြံပေးမှုတွေownership တွေမှာအများကြီးရှိပါအဲ့ဒီလိုပဲ ownership တွေကသူတို့သိလာတယ်သူတို့ဒီဟာတွေရဲ့အကျိုးကျေးဇူးကိုသိလာတယ်သူတို့လုပ်ရမယ်ဆိုတာသိလာတဲ့အခါမှာသူတို့ရဲ့ဝန်ထမ်းတွေကို sharing လုပ်ပါတယ်သူတို့ဝန်ထမ်းတွေကိုလည်းထိုက်တဲ့ coaching တွေ training တွေ consultant တွေလုပ်ကြပါအဲ့ဒါဘာလဲဆိုတော့ input လုပ်ငန်းရှင်တွေကသူတို့သိတယ်သူတို့တက်တယ်ဆိုတာ input သူ့ရဲ့ဝန်ထမ်းတွေကိုသိဖို့တက်ဖို့အတွက်လုပ်ပေးတာ input သို့တော့ကျွန်တော်တို့ output ထွက်မလာဘူးဆိုလို့ရှိရင်ဘယ် result ကိုမှပေါ်ဆောင်နိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့လုပ်ငန်းရှင်တွေကိုလည်း output ထွက်ဖို့အတွက်လုပ်ရပါမယ်ဝန်ထမ်းတွေကိုလည်း output ထွက်အောင်လုပ်ရပါမယ်အဲ့တော့တိထားတက်ထားလုပ်လို့ရတဲ့အရာတွေအားလုံးကို output မလုပ်ဘူးဆိုရင်ကျွန်တော်တို့မှာအားမရတာတွေဖြစ်ပြီးတော့အဲ့မှာ contribute ဖြစ်ပြီးတော့လုပ်ငန်းလဲထွက်နေတာရှိဘူးအဲ့တော့ကျွန်တော်တို့မှာ input ကြလာပြီဆိုလို့ရှိရင်ချက်ချင်း output ထွက်နိုင်အောင်လုပ်မှသာလေကျွန်တော်အဆင်ပြေမှာဖြစ်ပါဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင် breakthrough ပေါ့နော်ကျွန်တော်တို့ရဲ့ဆရာကိုနိုင်ဝင်းအောင်ရဲ့သင်တန်းတွေရှိတယ်အဲ့တော့ TTT ပြီးသွားတဲ့အချိန်မှာကျွန်တော်လေ့လာပြီးတယ်ပေါ့နော် train the trainer ပြီးသွားတဲ့အချိန်မှာအဲ့ဒီပြီးသွားတဲ့အချိန်မှာချက်ချင်းအဲ့ဒီ train the trainer ကသင်လိုက်တာတွေကိုချက်ချင်းအကောင့်ထဲပေါ်တဲ့လူတွေကခုနေရာတနေရာမှာအောင်မြင်နေတယ်ဆိုတာကိုတွေ့ရပါကျွန်တော်တော့မတက်သေးဘူးအဲ့တော့ input ကြောက်လာတာနဲ့ output ကိုတန်းထွက်နိုင်တဲ့လူကတော်တော်လေးကိုအောင်မြင်မှုမြန်ရပြီးတော့အကျိုးရလက်ကောင်းကောင်းတွေရရှိနေတယ်ဆိုတာကိုတွေ့ရပါဘယ်လိုပဲဖြစ်ဖြစ် solo genetic ဘက်ကကိုယ့်ရဲ့ဝန်ထမ်းပဲဖြစ်ဖြစ်ကိုယ်တိုင်ပဲဖြစ်ဖြစ် input တွေကိုမှဘယ်လောက်ရှိသလဲရှိပြီးသား input တွေအားလုံးကို output ဖြစ်ဘယ်လောက်ပြောင်းနိုင်ပြီလဲစဉ်းစားပါကျွန်တော်တို့အစစ်မပြေဘူးမအောင်မြင်သေးဘူးကျွန်တော်တို့မချမ်းသာသေးဘူးမကြီးပွားသေးဘူးဝန်ထမ်းတွေကိုလုတ်မပေးနိုင်သေးဘူးဆိုတာသိကြတယ်ကျွန်တော်တို့ output တွေကောင်းကောင်းမထွက်နိုင်သေးလို့အားလုံးကျေးဇူးတင်ပါတယ် input တွေကိုရအောင်သင်ယူပြီး output ထွက်နိုင်အောင်လုပ်နိုင်ကြပါစေ output မထွက်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့မှာရှိနေတဲ့ output တွေကို output ထွက်နိုင်အောင်ခင်ဗျားတို့ရှိမှာ input တွေကိုရအောင်တွန်းပေးနေတယ်ထုတ်ပေးနေတယ်အဲ့ဒါဘယ်သူလုပ်ပေးနေဆိုတော့ go and grow together ကဦးမြတ်တန်ဆွေလုပ်ပေးနေဖြစ်ပါအားလုံးကိုကျေးဇူးတင်ပါ